ငါနဲ့အတူတူမနေချင်တော့တာလားငါနဲ့အတူတူမနေချင်တော့တာလား ငေါ့ပါဘူး စုမြငါနေဦးလေစောက်ရှောက်ခဲ့တာလေအလကားပဲဒီကပတ်ဝန်းကျင်မှာတောက်လျှောက်ပြဿနာရှာသွားလိုက်နင်သွားချင်တဲ့နေရာသွားလိုက်တော့ဟာဒီမမနဲ့နင်သွားလိုက်တော့ ညီမလေးပဲသွားပါလေ နင်သွားချင်တဲ့နေရာသွားဟာနင်တောက်လျှောက်ကကိုပြဿနာရှာတာ အဲ့လိုညီမလေးကိုဘာထမင်းကျွေးပါလဲ နင်စားချင်တဲ့နေရာသွားစားလို့နင်စားချင်တဲ့သွားတော့သွားဟာပူလိုက်တာဟာပူလိုက်တာဟာပူတာဟာပူတဲ့ဟာပူတဲ့ဟာပူလိုက်တာဟာ ချမ်းသေးလား ဟဲ့ ချမ်းတော့ဘူး ဘာလို့လဲလဲ ချမ်းတော့ဘူးလား မင်းမကွာရဘာလို့လဲလို့ခါကြပါပူလိုက်တာကွာမင်းမငါ့ကိုမင်းနဲ့ရှို့တာကွာ ဟာမပြောလို့နေတာမပြောလို့မဖြစ်တော့လို့ငါပြောတော့မယ်မင်းညီမကြက်မပြည့်တာမပြည့်တာပဲကွာ ဦးကြီးရေဟိုကျွန်တော်ညီမလေးရှိမှတော့ကျွန်တော်ညီမလေးကျွန်းပြူပြီးတော့မပြောပါနဲ့ဗျာ မပြောလို့မရဘူးကွာပြောရမယ်မစဉ်းစားကြည့်ကွာငါမျိုးနဲ့အစီဝေးလုံးမှာလုံနေချင်းဟောတခြားမျိုးနဲ့ရက်ကွာအုတ်ကြီးတွေလည်းပါတယ်အဲ့ဒီမှာမင်းညီမအတင်းဝင်လာပြီးတော့ငါ့ကိုအုတ်ကြီးလို့ခေါ်တယ် ဩအုတ်ကြီးရေကျွန်တော်ညီမအုတ်ကြီးကိုအုတ်ကြီးဖို့လို့အုတ်ကြီးလို့ခေါ်တဲ့ဟာကိုဘာမှမဝလို့လို့ အုတ်ကြီးလို့ခေါ်တော့ငါစိတ်မဆိုးဘူးကွာငါ့ကိုအုတ်ကြီးအုတ်ကြားမျက်ပေါက်ကြီးလို့ခေါ်တာကွာပြောရတယ် အဲ့တော့ငါညီမလေးဘုတ်တီကိုနေမစားဘူးနော် မစားပါဘူးညီမတို့ကျန်နိုင်မို့ပဲ အေးဝယ်ခဲ့မယ်လိမ့်ပါလေငါညီမလေးလိမ့်ပါလေနော်အေးငါညီမလေးပြုံးပြုံးလေးသူချစ်ဖို့ကောင်းတော့အဲ့လိုစူပုတ်နေတယ်ဆိုရင်မလာဘူးပြောကြည့်ဟမ်ဟုတ်တယ် အေးစိတ်ချပါတော့ပါ ကိုကြီးသွားလိုက်မနော်ညီမလေးနော်အဲ့ဝယ်ခဲ့မယ်ငါညီမလေးချစ်ဖို့ကောင်းတယ်အဲ့လိုပြုံးနေချစ်ဖို့ကောင်းတယ်တော်မတော်နေတိုင်းပြုံးနေအေးဟုတ်ကဲ့ တော့ငဲ